စုလေရှန်ဂီလာဘက်မှာကျွန်တော်ဒီကားလန်ကူတဲ့ခါကျရင်ဒီဒူကူမီပွိုင်းကိုကျွန်တော်ကြည့်တယ်ဒူကူမီပွိုင်းကနီးနေတယ်နီးနေတော့ကျွန်တော်ကားလန်မကူသေးဘူးပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးကားလန်မကူသေးဒါပေမဲ့ဒီမီသိန်းနေတော့မီသိန်းတွေမှာကူတယ်ဒါပေမဲ့ကျွန်တော်ရှေ့ရပဲမီနီတွေဖြတ်ကူရတဲ့လူတွေအများကြီးရှိတယ်အခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုဘက်ကဂုံဆင်းရလာတဲ့ကားအချိန်နဲ့လာနေတယ်အခါကျတော့သူတို့ကဒီမီနီကိုဖြတ်ကူနေတော့သူတို့ရဲ့အတန်တရကိုများစွာထိခိုက်စေနိုင်တယ်โอเคဒီလိုမျိုးဖြစ်စဉ်တွေကနေပြီးတော့ကျွန်တော်ကဒီ project လေးလုပ်ဖို့အတွက် idea ရခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့လတပ်မတော်ခမ်းမမှာပြုလုပ်ကျင်းပခဲ့တဲ့6ကြိမ်မြောက် Data Funding ဆွေးနွေးပြိုင်ပွဲမှာကျွန်တော် Safety System for Pedestrian and Cars project နဲ့ပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာနေပြီးတော့ကျွန်တော်ကမြန်မာနိုင်ငံ engineer အသင်း MBS ကချီးမြှင့်ပေးတဲ့ပထမဆုကိုရရှိခဲ့ပါတယ်။ကျွန်တော် project နာမည်လေးကတော့ Safety System for Pedestrians and Cars ဖြစ်ပါတယ်။ဒီ project လေးရဆိုရင်ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့လမ်းကူးတဲ့လူတွေနဲ့ကားသမားတွေကြားမှာရင်တိုက်မှုတွေရှော့ချနိုင်ဖို့အတွက်ရည်ရွယ်ထားတဲ့ project တွေဖြစ်ပါတယ်ဒီ platform ပေါ်မှာဒီ slide door လေးနဲ့လူတွေကိုပိတ်မယ်နောက်ပြီးတော့လမ်းမပေါ်မှာလည်းဒီကားတွေကဒီလူကူးနေတဲ့အခါမှာမရက်တဲ့အတွက်ရက်အောင်လို့ဆိုပြီးတော့အဲ့ဒီအောက်ကရင် block တိုင်လေးနဲ့ထိန်းထားမယ်အဲ့တော့ဒီနှုံတစ်ဖက်အပြန်အလှန်အကျိုးရှိပါတဲ့ project လေးပါဒီ project လုပ်နေတော့အတွင်းမှာကျွန်တော်အတွေ့အကြုံတွေများစွာရရှိခဲ့ပါတယ်ဒါတွေကတော့ကျွန်တော်ကဟိုပါပေါ့နော် electrical ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ဒီ mechanical ဘိုင်းမှာသိပြီးတော့မကျွမ်းကျင်ဘူးပေါ့နော်အဲ့တော့ဒီ project တစ်ခုမှာကျွန်တော် mechanical ဘက်က mechanical ရှုတော့ကပါတဲ့ဟာတွေလည်းရှိပါတယ်အဲ့ဒါတော့ဒီပေါ့နော်ဒီ slide တော့ဘယ်လိုမျိုး gear wheel နဲ့ gear နဲ့ panier နဲ့ဘယ်လိုမျိုးအသုံးချရမလဲဆိုတော့ပေါ့နော်အဲ့ဒီတော့ကကျွန်တော်အတွက်အခက်အခဲဖြစ်စေပါတယ်college အဆင့်မှာချင်းချင်း college မှာ safety for pedestrian and car ဆိုတဲ့ project နဲ့ပထမဆုံးရရှိသွားပါတယ်လို့ပြောတဲ့အချိန်ကကျွန်တော်တော်တော်လေးကိုစိတ်လှရှားပြီးတော့ရင်ခုန်ရပါတော့ရင်ခုန်စိတ်လှရှားမိပါတယ်အရင်လည်းပျော်ရွှင်ပါတယ်ပျော်လုံးအကြီးလို့ဘာလို့ဘာခိုင်းရမယ်တော့မသိခဲ့ရပါဘူးဟုတ်ကဲ့ဒီ project လေးဒီလိုမျိုးစိတ်ရရှိခဲ့တဲ့အတွက်ကျွန်တော်အတွက်တွန်းအားများစွာဖြစ်စေပါတယ်ဒါကတော့ဒီပေါ့နော်ကျွန်တော်ရင်ခုန်စိတ်လှရှားခြင်းရတဲ့အတူတူနောက်ထပ် project တွေဆက်လုပ်ဖို့အတွက်အားအင်တွေရရှိခဲ့ပါတယ်